မြင်းမြတ်တဲ့သူတွေမမြင်းတဲ့သူခွဲခြားပြတာလေးကလက်တွေ့ကြတယ်လောကနဲ့တစ်ထက်ထဲကြတယ်ဆိုတဲ့ဟာလေးပေါ့ဒါအရှင်များတို့အားလုံးသိပြီးသားပဲခေါင်းစဉ်လေးကနေစဖတ်ပါဗျာအမြတ်ဆုံးခေါင်းဆောင်တို့ဖြည့်ချင်းစီးဖို့တော့အရင်ရှင်းစေပါဟိုဖះအလောင်းလို့မပြောတော့နဲ့ဗျာနော်ဖះအလောင်းလို့မပြောတော့နဲ့အမြတ်ဆုံးဖြစ်ရှင်တဲ့ပုံကိုယ်တွေလောက်အောင်မယ်ဒါကိုပြောလို့အကျေပွားရင်တော့ဖះဖြစ်သွားမှာပေါ့ဗျာဒါကိုအနေဆုံးပွားမယ်ဆိုရင်တော့ဒီ10ခုတော့သွားအောင်နံပါတ်1ကပါလေဗျာစွန့်ကြဲပေးကလည်းပြန်ချင်း perfection and giving လုပ်ပေးရမယ် generosity လုပ်ရမယ်နောက်နံပါတ်2က perfection and morality ကို perfection ဖြစ်အောင် perfect ဖြစ်အောင်ပြင်ဆင်ရမယ်နောက်တစ်ခုတတိယတစ်ခုနေကမပါရမီ perfection and renunciation renounce ဆိုတာကာမဂုဏ်အာယုန်တွေကိုစွန့်ထုတ်တာကန့်ထုတ်တာဖဲထုတ်တာစန့်ကျင်ဘက်ကိုသွားတာကာမဂုဏ်အာယုန်တွေဘက်ကနေစန့်ကျင်ပြလိုက်တာ renounce အဲ့ဒါပြီးတော့တောထွက်တယ်လို့ပြောတာနိခမပေါ့ဗျာနောက်တစ်ခုပညာပါရမီ perfection and wisdom wisdom ဖြစ်တယ်တရားရောက်ကိုပညာနဲ့ကုညီမယ်အတွေ့အခေါ်ကောင်းနေအသိပညာကောင်းနေအကြမ်းမြင်ကောင်းနေဘုသူဒ္ဓကောင်းနေအတွေ့အကြုံကောင်းနေရအောင်ကုညီပေးမယ်လမ်းညွှန်ပေးမယ်ဟုတ်လားစောင့်ရှောက်ပေးမယ်ဘလောက်ကောင်းလဲဒါကြောင့်မာကနုဆရာတော်ဘုရားကြီးကလူတစ်ဖက်သားကိုတဲ့ထမင်းတသုတ်ရေတမှုတ်ပေးတဲ့ကုသိုလ်အားသာသန္တာမှာအကျိုးကျေးဇူးပေးလို့မပေးနိုင်ဘူးတဲ့အဲ့တော့ပညာပေးတဲ့သူတွေဟာဒီထက်ပိုပြီးတော့ပိုများပါလေမာကနုဆရာတော်ဘုရားကြီးကဒီလေယဉ်ကျေးလိမ္မာတွေသင်ဖို့တွေသူတို့ဘာတွေအသိပညာပေးဖို့တွေစာချပေးဖို့တွေဆိုတာနဲ့ပတ်သက်ပြီးတော့ဒါ promotion လုပ်ခဲ့တာနေ motivation လုပ်ခဲ့တယ်ထမင်းတသုတ်ရေတမှုတ်ကျွေးခဲ့မှုတဲ့ကုသိုလ်အားသာရှင်များတတိအလွန်ကြီးပါတယ်တဲ့သန္တာမှာသူများကိုအသိပညာပေးတဲ့အားဒီထက်အများကြီးပို့ပြီးတော့မဟာဖလောဟောတိမဟာနိတန်တော့ပါဗျာအဲ့လိုမျိုးဖြစ်သွားတယ်ဒါကြောင့်ဒီပြီးတော့ပညာပေးတဲ့ကိစ္စကိုဒီပြီးတော့တိတ်ပျော်တာပဲပညာပေးတဲ့အခုသင်တန်းတွေဘာတွေလုပ်တယ်တပည့်တော်ကစိတ်ဝင်စားတဲ့သူတွေလားဘယ်သူမှတားမထားဘူးစိတ်ဝင်စားတဲ့သူတွေလားလူတွေပဲဖြစ်ဖြစ်ဘုန်းကြီးတွေပဲဖြစ်ဖြစ်တပည့်တော်သင်တန်းတွေဘုန်းကြီးတွေလည်းလာလေ့လာကြတာပဲတပည့်တော်တော့ထင်ပေါအောင်မနေပါဘူးအဲ့တော့ဒီဟာတွေကိုယူသွားပြီးသူတို့ဒီတပည့်တော်လည်းကောင်းအောင်လုပ်နိုင်လေလုပ်ကြဒါအရင်မကြည့်ဘူးတပည့်တော်ကအရင်မြစ်ပဲလေနော်ဒီဟာကိုတို့တီထွင်မယ်စမ်းသစ်မယ် creation လုပ်နေမယ်ဇာတိဖတ်နေမယ်ဒါမျိုးကိုတပည့်တော်ကပြောတာလေအဲ့တော့ပညာဖြင့်အသက်မွေးတယ်တော့ပညာဖြင့်အများကျိုးသေဖို့တယ် perfection and wisdom ကိုင်းနောက်နံပါတ်5ဖတ်ပါအောင်ဗျာ perfection and effort အဲ့တော့အကုသိုလ်ကိုတားဆီးကုသိုလ်ကိုပွားစီးစေတယ်ဆိုပြီးတော့ခဏခဏပြောပြပါအကုသိုလ်တွေမှန်သမျှတားဆီးနိုင်အောင်ကြိုးစားနိုင်တဲ့ဟာဝရိယပဲကုသိုလ်တွေကိုပွားစီတိုးပွားစေတဲ့ဟာလေ improvement ဖြစ်စေတဲ့ဟာလေဝရိယပဲအဲ့ဒီအတွက် effort အလုံးတန်းအားထည့်ထားဖို့လိုတယ်နောက်တစ်ခုဖတ်ပါဗျာ perfection and patient ဒီခက်နိုင်လောက်ကောင်းတဲ့ဟာလောကမှာမရှိဘူးခန္တီပရမတဘောတိတိခါအကုန်လုံးရှင်များရဲ့အကုန်လုံးရဲ့အရေးချင်းတွေအားလုံးရဲ့အနှစ်သာရခန္တီပဲခန္တီကုန်ပဲဟုတ်လားခန္တီမရှိဘူးဆိုတာနဲ့ဘာမှလုပ်လို့မရတော့ဟုတ်လားတပည့်တော်တို့အကောင်ဆိုအကုန်လုံးကိုသိခနိုင်တာခန္တီပဲဟုတ်ပြီလားဗျာတော့နံပါတ်9ဖတ်ပါဗျာနော် perfection and trustfulness မှန်ကန်တဲ့စကားမှန်ကန်တဲ့အလုပ်မှန်ကန်တဲ့ကိစ္စတွေမှာအမြဲတမ်းတက်ကြကြနဲ့လုပ်လို့ရှိမှန်ကန်တဲ့စကားဆိုတာလိမ္မာရင်ကြည့်ချိုးသားအေးဆွေးတက်ပါစေဆရာကြီးတကုံဦးထင်မြင်ကခါတပည့်တော်တို့တိရုဆရာတော်ဘုရားကြီးကတော့ဒီတိရုဆရာတော်ဘုရားကြီးခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးရေးထားတဲ့စာအုပ်တစ်ခုရှိပါတယ်ခေါင်းဆောင်တို့တော့လမ်းလို့ထင်ပါတယ်စာအုပ်လေးပါပါလေးပါဒါလေးလည်းဖတ်စေချင်ပါတယ်ဒီတော့ဒီမှာရှိတယ်ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးတိရုဆရာတော်ဘုရားကြီးရေးထားတာတကယ်ကောင်းတဲ့စာအုပ်လေးအဲ့ဒီမှာပြောထားတဲ့ဒီလိုရေးသစ္စာဆိုတာဘာဆိုတာသစ္စာဆိုတာနံပါတ်1ကဒီ trust မှန်ကန်ရမယ်နံပါတ်2က honest ရိုးသားရမယ်နံပါတ်3က polite ယဉ်ကျေးရမယ်နံပါတ်4က clever လိမ္မာပါနဲ့ဆိုတာပြောတတ်ဖို့လိုပဲနံပါတ်5 benefit in each other တယောက်ချင်းဒီတိုင်းမှာအကျိုးသီးပွားဖြစ်သွားတဲ့စကားမျိုးဖြစ်ရမယ်ဆိုပြီးတော့မှန်ကန်မှုကိုသစ္စာဆိုတဲ့ဟာကို5ခုထုတ်ပြတာလိမ္မာခြင်းယဉ်ကျေးခြင်းရိုးသားခြင်းဟုတ်လားတစ်ဖက်သားကိုအကျိုးရှိအောင်ပြောဆိုတဲ့ခြင်းဆိုတဲ့ဒီအင်္ဂါတွေနဲ့ပြည့်နေတာသစ္စာတရားလို့ဒီလိုပြောတယ်နော်ခေါင်းဆောင်တို့သွားရလန်းလို့ထင်ပါတယ်နော်ဒီတော့ခေါင်းစဉ်လို့မနေ့ကအတိအကျပြန်ပြောပါဘာဒီတိရုဆရာတော်ဘုရားကြီးရေးထားတာတော်တော်ကောင်းပါလေ။ကဲနောက်တစ်ခုဖတ်ပါအောင်ဗျာ။အဋိဌာဏပါရမီဗါရလဲဗျာ။အဲ့တော့ perfection and resolution ပေါ့ဒီဟာတစ်ခုကိုပြီးမြောက်တဲ့အထိလုံးမယ်ဆိုတာဒါတော်တော်မလွယ်ဘူး။တော်တော်မလွယ်ဘူး။ဟုတ်လား။အရင်ဘုရားတို့တပတ်လောက်ပဲနေကြည့်ပါဦး။တရက်ပေါ့တရက်ကို့မှာအားနည်းချက်ရှိနေတယ်အဲ့ဒီအားနည်းချက်ကိုဒီနေ့တစ်နေ့လုံးဝမလုပ်ဘူး။
ကိုမှလိုအပ်ချက်ရှိတယ်အဲ့လိုအပ်ချက်ကိုဒီနေ့တနေ့ဖြည့်သီးအောင်ရအောင်လုပ်မယ်သူတနေ့လောက်နေကြည့်သားမှာအဲ့တနေ့လောက်တော့အောင်ဖို့တော်တော်ခက်ပါဟုတ်လားဗျာနော်အဲ့တော့ဒီပြတော်တို့ကအောင်မြင်မှုကိုဒီပြတော်မမိတ်မသွန်ပေါ့ဗျာဒီပြတော်ပြောတယ်နော်မဟာဗျူဟာမြတ်စွာဘုရားချခဲ့တဲ့မဟာဗျူဟာ၄သိန်းချင်းတဲ့ကဘာသလေးသူ့မိတော်ဘဝကနေစချလိုက်တာဒါကလုံးဝပြည့်ပြည့်စုံစုံချခဲ့တာပြောတာစေနိဒတတ္တတေရှိယနဝတေရှိယဝါဒကံဒီတိုင်းနဲ့ထာဂရာတွေပြတဲ့အတိုင်းသွားမယ်ဆိုရင်လည်းရှင်မဲ့သင်္ချေ20ပါရမီဒီပနိမှာလေဒီဆရာတော်ဘုရားကြီးကတော့48သင်္ချီလောက်ဖြစ်ရတယ်လို့ပြောတယ်ဘုရားတဆူတဆူဖြစ်ဖို့ကနော်အဲ့မှာသူထုတ်ပြထားတယ်ဟုတ်လားအနည်းဆုံး48သင်္ချီလောက်ဖြစ်ရတယ်တဲ့အဲ့ဒါနောက်ဆုံးလုံးဝအည်ချင်းပြည့်သွားပြီဆိုတဲ့အခါကျတော့တပည့်တော်တို့ခုနပြောတဲ့4သင်္ချီတို့8သင်္ချီတို့16သင်္ချီတို့ဆိုတာအည်ချင်းပြည့်တဲ့အချိန်တွေရောက်ပြီမှတပည့်တော်တို့ခုပြောလို့နော်နိယတဗျာဒိတ်ခံနိုင်တဲ့အချိန်တွေရောက်မှတို့က4 8 16ကကွဲသွားတာအကုန်လုံးအစဆုံးချုပ်ရင်48သင်္ချီလောက်တောင်အနည်းဆုံးဖြစ်ရပါတယ်လို့ပြောတယ်ဗျအဲ့ဒါတော့အလွန်အံ့ဩစရာကဒီပါရမီဒီပနီကိုဖတ်ပြီးတဲ့အခါကျတော့ဘုရားကိုလည်းပိုးကြည်ညိုတယ်ကိုယ်တိုင်လည်းဒီပါရမီဖြစ်ရတဲ့ဟာပါရမီဖြစ်ရတဲ့ဟာမရှုံးဘူးလို့ဟုတ်လားပါရမီဖြစ်တယ်ဆိုတာအရင်ရှင်းတိဆောက်တာပဲလေဗျာကဲဟုတ်ဘူးလားအရင်ရှင်းတိဆောက်တာဘာရှုံးစရာရှိလဲဘုရားဖြစ်ဖြစ်မဖြစ်ဖြစ်ပေါ့ဗျာအာဂတာဝကဖြစ်ဖြစ်မဖြစ်ဖြစ်ပေါ့ဗျာမဟာတာဝကဖြစ်ဖြစ်မဖြစ်ဖြစ်ပေါ့ဗျာအရင်ရှင်းတွေပြည့်လာပြီဆိုတော့ဆိုင်ရာတော့တန့်တော့ဝင်သွားမှာပဲလေဟုတ်ဘူးလားအဲ့ဒါကြီးရိုးရမ်းမကြည့်ချင်ဘူးဗျာအထူးတန်းသွားမှာအထူးတန်းသွားတော့ပါရမီကိုအထူးဖြည့်ရပါရမီဒီပနီကိုဖတ်ပါတယ်ပြီးတော့ဒါအရှင်ဘုရားတို့ကို recommend လုပ်ပါတယ်တပည့်တော်တော့အများကြီး motivation ရတယ်စိတ်တဲ့မြဲမြံခံရအောင်တိဆောက်တယ်ဒါခက်တယ်မဟာဗျူဟာကြရည်မှန်းချက်ကြီးကြီးထားပြီးတော့တိဆောက်ထားတဲ့အရာတွေယုံကြည်ချက်တွေဟာစိတ်တဲ့ကြံ့ခံမှုမရှိတဲ့ပုံကိုယ်တွေအဋိဌံမပြုတ်နိုင်တဲ့ပုံကိုယ်တွေတော့ကတော့အလွယ်တကူပျက်စီးသွားမှာပဲမဖြစ်နိုင်ဒါကြောင့်အဋိဌံမပိုင်လုပ်ငန်းတွေကိုပြီးမြောက်အောင်မလုပ်နိုင်ပါဘူးကဲနောက်တစ်ခုကဘာလဲဗျာမေတ္တာပါရမီဘာလို့တာလဲဗျာရှင် lovely kindness ပေါ့မေတ္တာအပြည့်ဝထားတာဘယ်သူပေါ်ထားတာဒီမှာတန်မောတာပါအကုန်လုံးပေါ်မှာပါတော့အပိုင်းခြားနယ်စည်းမခြားတဲ့မေတ္တာမျိုးထားနိုင်ရပါဗျာဟာအတ္တပါဒအဝိရမသပတ္တအဲ့ဒါပြောတော့ဟာဒါမလွယ်ဘူးလွယ်လားဗျာလေ့ကျင့်ရင်တော့မရဘူးလားရတာဗောအဲ့ဒါကိုပြောတော့ကအပြည့်ဝလေ့ကျင့်ဒါကြောင့်မိမိကိုယ်ကိုနိုင်ရင်တတိထားအများကိုနိုင်ရင်မေတ္တာထားဒီပြောတော့ပရိဒတ်လုပ်တဲ့နေရာမေတ္တာမပိုင်ပရိဒတ်လုပ်လို့မရဘူးရကုန်မရဒါကြောင့်ဒီကဒီပြောတော့ခေါင်းဆောင်မှုမှာပြောခဲ့တယ်တိလံသစ္စေနခန္ဒီမေတ္တာဗလေနသာဆိုတော့အားလေးပါထုတ်ပြခဲ့ပါတယ်နော်အာတနာတရားသုံးပါပြတဲ့အတိုင်းမိမိကိုယ်ကိုနိုင်ရင်သတိထားရမယ်ကိုယ့်ရဲ့ကိလေသာတွေကိုယ့်ရဲ့စိတ်ဆိုးစိတ်ယုတ်စိတ်ညက်စိတ်သိမ်စိတ်ဖြင်းနေပေါ့ဘယ်လိုမျိုးဒီပြောတော့ဖယ်ထုတ်ရမလဲကိုယ်စိတ်တွေဘယ်လိုဖြစ်နေ emotion တွေ mind တွေဘယ်လိုတွေဖြစ်နေတယ်လဲဆိုတာသိဖို့ကသတိပြုမှာ awareness ဖြစ်ရအများကိုနိုင်ရင်တော့မေတ္တာထားလူအများနဲ့လှုပ်တယ်ပရိဒတ်လှုပ်တယ်ဆိုတာမေတ္တာမပါဘဲနဲ့လှုပ်လို့မရနော်အဲ့ဒါကြောင့်ဒီလိုကတယောက်တည်းနေလို့ရတယ် psychology ကပြောတယ်လူဆိုတာတယောက်တည်းနေတဲ့သဘောမဟုတ်ဘူးတဲ့အများနဲ့နေတဲ့သဘောတဲ့ဒီပြတယောက်တည်းထားလိုက်ဘာဖြစ်သွားမလဲယူသွားမှာပေါ့တယောက်တည်းအခန်းပိတ်ထားကြည့်လိုက်လေဟုတ်လားဒါဒီပြီးတော့တယောက်တည်းနေခြင်းနဲ့ဆိုတာတောင်းမနဲ့အရှင်များတို့တွေ့နေရလို့လေဒါကြောင့်ဒီပြီးတော့အာသာပြေတာပေါ့ဟုတ်တယ်မလားလူတွေနဲ့တွေ့နေရတဲ့စကားတွေပြောနေရတဲ့အကြောင်းကိစ္စရှိရင်ပြောဆိုနေရတဲ့အတွက်တယောက်တည်းပဲအမြဲတမ်းနေဒီတော့အခန်းထဲကနေပြီးတော့ဒီတော့တပတ်လုံးမထွက်အောင်တပတ်လုံးမထွက်နဲ့ဖုန်းတွေရောအကုန်ဖြတ်ထားအင်တာနက်တွေရောအကုန်ဖြတ်ထားခန်းထဲတယောက်တည်းနေဆိုရင်တော့ဒါတော်တော်မလဲပြီးတော့ယူသွားလောက်တယ်ဟုတ်လားနော်အဲ့တော့တရားအားထုတ်နေတယ်ဆိုတော့တမျိုးပေါ့ဗျာပဂရိတိုင်းနေမယ်ဆိုတော့မဖြစ်နိုင်ပါဘူးအဲ့တော့လူအများနဲ့နေရတာဖြစ်တဲ့တော့ဘာရှိဖို့လို့လဲမေတ္တာခြားခြင်းနဲ့တူတယ်ခြားခြင်းရှိရမယ်ခြားခြင်းမရှိရင်ရှိရင်ပြဿနာတွေဖြစ်သွားတယ်။ကဲနောက်နံပါတ်10ကပါလေဗျာဥပေက္ခလစ်လူရှုတာဆိုတော့ပြစ်ထားတာမဟုတ်ဘူးသူက equanimity ပေါ့ဗျာ valence mind လို့လည်းပြောတယ်စိတ်ကိုအကောင်းနဲ့လည်းတွေ့အစိုးနဲ့ပဲကြုံတုံလုံးမသွားအောင်ရဲရိုင်မသွားအောင်ထိန်းထားနိုင်တဲ့စွမ်းရည်ကိုပြောတာပါလေအဲ့တော့ဒီ10ခုကိုဖြည့်မယ်ဆိုရင်အကောင်းဆုံးအမြတ်ဆုံးခေါင်းဆောင်ဖြစ်ပါပါအရှင်များတို့ခေါင်းဆောင်ကဘာပေါ်မှာအကြိုက်ဆုံးခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်ကိုထုတ်ကြည့်လိုက်သူ့ရဲ့အထုပ္ပတ္တိကိုဖတ်ကြည့်လိုက်သူဒီတဲ့ကပါရမီဘယ်နှပါးနဲ့ညီလဲပေါ့ဟုတ်လားဒါရှင်များတို့စမ်းစစ်ကြည့်ရတပြီးတော့အေဗရန်လင်ကွန်းအကြောင်းဖတ်ကြည့်တယ်ခန္ဒီအကြောင်းဖတ်ကြည့်တယ်ဟိုချင်းမင်းတို့အထုပ္ပတ္တိတွေဖတ်တယ်အထုပ္ပတ္တိဆိုတာပါလဲလူဖတ်တာဖြတ်ဒီလိုစာဖတ်တာရဲ့လူဖတ်တာရဲ့ဆို2မျိုးရှိတယ်မြန်အောင်မြင်ရင်လူလည်းဖတ်ရမယ်လူဆိုတာတပြီးတော့ရဲ့ရှေ့မှာ role model တွေရှိတယ်ဘုန်းကြီးတဲ့ဆိုတော့ဘုန်းကြီးတွေကဘယ်ဘုန်းကြီးအားကြတာလဲဘယ်ဆရာတော်ဘုရားကြီးရဲ့ကြိုးစားအားထုတ်မှုအကျင့်သိက္ခာကောင်းမှုကိုအားကြစရာကောင်းတယ်တပြီးတော့အဲ့ဒါဖတ်ရဟုတ်လားရဟန္တာနဲ့ပုဂ္ဂိုလ်ကြီးများစာအောက်လို့ဟာမျိုးတွေပေါ့
နောက်တစ်ခါဒီလူထဲမှာဆိုရင်ဘယ်ပညာရှင်ကြီးဘယ်ကောင်းဆောင်ကြီးဘယ်တထေးကြီးဘယ်ပုဂ္ဂိုလ်ကြီးရဲ့စိတ်နေစိတ်ဓာတ်တွေသူ့ရဲ့ biography တွေ histography တွေဖတ်လိုက်တယ်ဆိုရင်အဲ့ဒါကိုဘာလို့ခေါ်လူဖတ်တယ်လို့ခေါ်တာဒါဟိုအောင်သမားကြီးဥအောင်ပြောခဲ့တယ်ဒါလူဖတ်အဲ့မြင်းအောင်မြင်တယ်အဲ့ဒါဆိုကြီးရုံးမဲ့တဲ့ရှင်းရှင်းလင်းလင်းရှိတာဟုတ်ပြီလားဗျာနော်အဲ့ဒါတော့ဒီလိုခေါင်းဆောင်အမြတ်ဆုံးခေါင်းဆောင်မျိုးဆိုဒီပါရမီ10ပါးလို့ခေါ်တဲ့ perfection ပြည့်စုံမဲ့အချင်း10ခုကိုဖြည့်တယ်ဆိုရင်ရှင်များဟိုဘက်ကတလုံးမှမသိနေပြီလေခေါင်းဆောင်မှုကတလုံးမှမသိနေပြီလေဒီကိစ္စမရှိဘူးထားလိုက်တော့ပါရမီ10ပါးကိုကြာနာနာသိပြီးတော့အလွတ်လွတ်ရင်ခေါင်းဆောင်ဖြစ်ပါလေဖျားလျှောက်ခဲ့တဲ့လမ်းမှာလွဲကုန်လွဲပါဘူးဒီလမ်းမှာဟုတ်လားရှင်များတို့ leadership skill နဲ့ပတ်သက်ပြီးတော့ Google မှာရိုက်ချကြည့်သူ့တက်ကတူကသူ့အားသာချက်နဲ့သူသင်ပါပဲနောက်ခေတ်ကာလပြောင်းတဲ့အလိုက် update လုပ်တာနဲ့ဖြုတ်လိုက်တာနဲ့ထုတ်လိုက်တာနဲ့ရှိမယ်ပါရမီ10ပါးဖြုတ်เสียလည်းမလို့ထက်ထဲ့เสียလည်းမလို့တော့အသိပြင်เสียလည်းမလို့ပြည့်စုံအဲ့ဒါကိုအကောင်းဆုံးဖြစ်နိုင်ရင်အကောင်းဆုံးကောင်းဆောင်ဖြစ်မယ်တာမန်ဖြစ်နိုင်ရင်တာမန်ကောင်းဆောင်ဖြစ်မယ်အလဲလက်ဖြစ်နိုင်ရင်အလဲလက်ကောင်းဆောင်ဖြစ်မယ်အရှင်ဘုရားတို့ရည်မှန်းတဲ့လောက်ကိုဒီအချင်း10မျိုးကိုဒါဖြည့်ဖို့ပဲလိုပါတယ်အဲ့ဒါဆိုရင်တော့ဗုဒ္ဓနီးကြပဲနော်ဘုရားဖြစ်လောက်အောင်ဒီကိုဒီအချင်းတွေပြည့်သွားနိုင်ပါတယ်အဲ့ဒါတော့ဘုရားလောင်းဖြစ်ဖို့ကြတော့ဒီလောက်နဲ့တော့မရသေးဘူးတဲ့နော်တပည့်တို့ဘာတွေလိုသေးလဲဆိုတော့ sacrifice လုပ်ဖို့လိုသေးတယ်လောကဆွန့်လွတ်စရာတွေအများကြီးရှိသေးတယ်ဆွန့်လွတ်ပါတယ်ဘေကနာလောက်နဲ့မရဘူးဆွန့်ယတိပြအာလျက်ပြဆွန့်နိုင်ဖို့ဒါတော်တော်အရေးကြီးတယ်အဲ့ဒီတော့တပည့်တို့ဒီမှာဆွန့်ချင်းကြီးဘယ်နှပါတယ်ဗျာမနော် five great sacrificing နော် sacrifice လုပ်တာဟာလဲ Buddha to be ဘုရားအလောင်းပုဂ္ဂိုလ်တွေအားထုတ်ခဲ့တဲ့ဆွန့်ချင်းကြီး၅ပါးဘာတွေတော့ဗျာဒနာပရိစ္ဆာက the sacrifice of what ချမ်းသာကြွယ်ဝမှုတွေစစ်တဲ့ဥစ္စာတွေအကုန်လုံးဆွန့်လွတ်နိုင်တယ်အဲ့တော့ပရိုက်တာလုပ်တယ်ဆိုတော့ကိုကျိုးစီးပွားမရှိတော့ဘူးဗျအလုပ်လည်းကောင်းအောင်မလုပ်နိုင်တော့ဘူးလေစီးပွားလည်းကောင်းအောင်မရှာနိုင်တော့ဘူးလေသူများကျိုးပဲရှာရတာဟုတ်လားဗျာနော်အဲ့တော့ဘယ်လောက်ခက်လဲခက်ဘူးလားဒီကနေ့ကမ္ဘာပေါ်မှာအမေရိကန်လိုနိုင်ငံမျိုးကြီးတွေကဒါရှင်းပြ capitalism တွေပဲလေသူတို့ပရိုက်တာလုပ်တဲ့ဘီဂိတ်တို့လှူတယ်ဇူကာဘတ်တို့ကလှူတယ်ဂျက်ဘီဇော့တို့ကလှူတယ်တို့ဘာလို့ဆိုတာရှင်းပြတာသူတို့နိုင်ငံရဲ့စီးပွားရေးနယ်ချက်ချင်းလို့လှူတာအခုဒီလိုစာကာမျိုးမဟုတ်ဘူးသူတို့ပေးတာတောင်သူတို့ပေးတဲ့ဒါနတောင်ကံခဲအကျိုးကိုယုံကြည်ပေးတာမဟုတ်ဘူးသူတို့စီးပွားရေးနယ်ချက်ကိုပေးတာရှင်းပြအစ်စ်မမြင့်ဘူးဒေါ်လာဘီလီယံနဲ့ချီလဲအစ်စ်မမြင့်ဘူးဘာဖြစ်လို့သူတို့ကမမှန်ကန်ကံခဲအကျိုးကိုယုံကြည်တဲ့တမကမ္မတက္ကသမရတိညာတော့သူတို့မှရှိလားမရှိဘူးရှင်များတို့ပြီးတော့ရဲ့ပေးစင်းမှုကမမှန်ကန်ကမ္မတက္ကသမရတိညာကိုခြေခံတာဖြစ်တဲ့အတွက်ဒါအများကြီးကောင်းတယ်ဒါနဘက်မှာလည်းအများကြီးတာသွားတယ်ဆိုတော့ဒါနထက်ပို့ပြီးတော့ဒီနေရာမှာအရေးကြီးတိဆောက်ဖို့လိုတယ်စိတ်ထားမြင့်မြတ်တဲ့ပုံကိုယ်တွေကစွန့်လွတ်လိုက်ရတယ်ဘာလို့ ရလဲစွန့်လွတ်လိုက်ရတယ်ကိုယ့်ရဲ့အခြေအနေကောင်းတွေအကုန်လုံးကိုစွန့်ရတယ်အဲ့ဒါတော်တော်မလွယ်ဘူးကကဲနံပါတ်1ဖတ်ပါဦးဗျာဗုဒ္ဓပရိစ္ဆာကဘာလို့စွန့်ရလဲသားသမီးကိုစွန့်ရတယ်ဟုတ်တယ်အလုံးလုံးတဲ့ခါသားပြည့်မရပြည့်ကုန်သူလိုသွားတာဟုတ်တယ်မလားဗျာနော်ဒီသားသမီးတွေကိုလုံခြုံရေးမပေးနိုင်တော့ရှင်ပြဘုရားအောင်ဆန်းတို့ကြည့်လေနော်တိုင်းပြည်အတွက်လွတ်လပ်ရအောင်သူတို့လုပ်ခဲ့တဲ့အခါသူတို့ဘယ်လောက်ဆွန့်လွတ်ခဲ့ရလဲဟုတ်လားဗျာနော်အဲ့တော့အင်္ဂလိပ်ကိုလိုနီတွေအောက်ကလွန်မြောက်သူတို့ဘယ်လောက်တွေဆွန့်လွတ်ခဲ့ရလဲဒါတွေကိုပြောတာအဲ့ဒါပါပဲဒါရှင်ပြပြန်စဉ်းစားကြည့်အဲ့ဒါပါရမီဖြစ်နေတဲ့ပုံကိုယ်တွေပဲတာမန်ပုံကိုယ်တွေကနိုင်ငံကောင်းဆောင်ဖြစ်ဘူးမဖြစ်ဘူးအာသနီတို့ခေါင်းဆောင်တို့တကယ်စစ်စစ်မှန်မှန်ဖြစ်သွားပြီဆိုတော့အဲ့ပုံကိုယ်တွေကပါရမီဖြစ်နေတဲ့ပုံကိုယ်တွေဖြစ်လိမ့်မယ်တာမန်ပုံကိုယ်တွေကမလုံနိုင်ဘူးအနားတော့မကတ်နိုင်ဒါသတိပြောရမယ်ချက်အဲ့တော့နောက်နံပါတ်3ကပါရဲ့ဗျာပရိယပရိစ္ဆာကဘာလို့အောင်လဲညာဇနီးမယားကိုစွန့်ခြင်းအတော်မလဲဘူးမယားထီဒါကြည့်လာတိုင်းပြည်ထီရင်ဒီပလေးဒီမယားတော့မထီနဲ့ကွာဟဲ့တော်မလဲဘူးဗျာနော်ကာမဂုဏ်အာယုန်နဲ့အကုန်နှောင်းဖွဲ့ပြီးဆွဲဆောင်ထားတာဟုတ်ဗျာဟုတ်ဘူးလားဗျာနော်အရသာ5မျိုးအကုန်လုံးရနေတာဟုတ်ဟမ်အဲ့တော့ဒီမယားကိုရှင်ဗျာထီဖို့မပြောနဲ့စော်ကားမော်ကပြောတာတောင်မနဲ့မယားထီတာကြည့်မရဘူးလေအခုဘာလို့စွန့်မရီကိုလာယူတော့လေပေးလိုက်တာပါပဲတော်မလွယ်ဘူးနော်ဗျာလွယ်လားဗျာမလွယ်ဘူးစွန့်တယ်ဆိုတော့ငါမရမြန်ဘာမြန်ဖြစ်ပါမလဲသူမြန်စိတ်မြန်ဆင်းရဲနေပါမလားငါ့ကိုမြန်လွမ်းနေပါမလားပျော်ပါမလားဘာမှမတွေးနဲ့ sacrifice လုပ်တယ်ဆိုတာတော်မလွယ်ဘူးရီးသားတောင်သုံးဖို့ခက်တာထားဘူးလားမထားဘူးတဲ့ဘုန်းကြီးတွေသွားမင်းနေတော့လကားပဲဟလားကိုင်းထားလိုက်တော့နော်မရဆိုတာပို့ပြီးတော့ရည်တရားပြောတာပါနော်မရဆိုတော့ပို့ပြီးဆွာမကြည့်ဘူးလားဗျပို့ပြီးဆွာကြည့်တယ်ဗျအဲ့လောက်ကြည့်တာနော်အဲ့လိုကြည့်တဲ့ပုံကိုဘာတော့စွန့်ဆိုတဲ့နေရာမှာပေးလိုက်ရုံနဲ့မကဘူးဘာလို့ ရလဲ
လှဲ့ကိုမကြည့်ရဘူးသူကဘာဖြစ်ဆိုတာမျိုးပေါ့အဲ့တော့လက်လွတ်စပယ်ကြီးပြစ်လိုက်တာလားလို့ဒီလိုတောင်းထင်နေရရှိတယ်ဒီစွန့်နေဆိုတာဘာကိုရည်မှန်းချက်ရှိတာရည်မှန်းချက်ကြီးတစ်ခုအတွက်သူစွန့်ဟုတ်တယ်မလားဗျအသက်အတွက်ဆိုရင်ဒီကိုလက်အင်္ဂါအစိပ်ပိုင်းတွေဆိုပြီးတော့စီးစိမ်စွန့်နိုင်တယ်အသက်အတွက်ဆိုရင်ကိုလက်အင်္ဂါတွေစွန့်နိုင်တယ်မိမိရဲ့အသက်အတွက်ဆိုရင်တော့ဘသူတွေဒီလိုစွန့်နိုင်တယ်ဒီလိုမျိုးဖြစ်သွားအခုဒီဟာစွန့်တဲ့ဟာကရည်ရွယ်ချက်ကကြီးတယ်ဖျားလောင်းပုဂ္ဂိုလ်ကအများကျိုးဆောင်နိုင်ဖို့ရည်ရွယ်ချက်တစ်ခုတည်းပဲလောကတ္တစရိယဆိုတဲ့ဟာကိုအခြေခံပြီးတော့သူကစွန့်တာသူ့မှာရည်မှန်းချက်တွေရည်ရွယ်ချက်တွေရှိလားမရှိဘူးလားစာကဆိုတဲ့သဘောကဒီလိုပဲဗျပြီးတော့လေလူမိုက်လို့ပြစ်လိုက်တာမဟုတ်ဘူးကြည်သာသာခွေးတို့သူပြစ်လိုက်တာမဟုတ်ဘူးအဲ့လိုစွန့်လိုက်တယ်ငါကတန်ရောတင်မကပ်ဘဲနဲ့စွန့်ရင်သူ့အတွက်ရောငါအတွက်ရောလောကအတွက်ရောအကျိုးကြီးသူပိုများနိုင်တယ်အဲ့ဒါကြောင့်အညိကိုမခံဘူးစွန့်တယ်ဘလောက်ခက်လဲတော်ခက်တယ်နော်ကဲနောက်နံပါတ်4ရပါလေဗျအင်္ဂပရိစ္ဆာကဘာလုပ်တာလဲဗျအင်္ဂကြီးငယ်ကိုစွန့်တာဒါမလွယ်ဘူးနော်ပို့ပြီးတော့ခက်လာတယ်ကို့ထိလာပြီလေဗျဟုတ်တာမရထိဆိုတာမှရှောင်လို့ရနေတာဟုတ်ဗျကို့ထိလာပြီဆိုတော့ဒါတော်တော်မလွယ်ဘူးငါတော့မထိနဲ့မရထိပေါ့ဒီလိုပြင်းပြသွားတယ်နော်ကဲနောက်ဆုံးတစ်ခုကဘာလဲဗျဇေဝတပရိစ္ဆာကအသက်ကိုစွန့်နေအဲ့ဒါပြီးတော့ရှင်မြတ်တို့ပြန်ပြီးတော့ပြောချင်တာကကမ္ဘာကောင်းဆောင်တွေနိုင်ငံကောင်းဆောင်တွေနော်တကဘာလုံးကသိမ့်ကြုံပြီးတော့တကဘာလုံးရဲ့အချစ်တွေခံထားရတဲ့ပုံကိုယ်တွေပေါ့တကဘာလုံးရဲ့ယုံကြည်ကိုးစားမှုတွေရထားတဲ့ပုံကိုယ်တွေကိုသူတို့ရဲ့အထုပ္ပတ္တိကိုဖိုက်ပြီးတော့စမ်းစစ်ကြည့်ပါသူတို့မှာဒီစွမ်းရည်တွေဘယ်နှခုပါလဲအဲ့တော့စွမ်းရည်ဒီ၅ခုမပြောနဲ့တစ်ခုလောက်ပေးလိုက်နိုင်ကိုအဲ့ဒီပုံကိုယ်ကိုလောကကြီးကလေကျေးဇူးတင်လွန်းလို့သူ့ကိုဂုဏ်တင်လို့မပြီးဘူးဟာဒီပုံကိုယ်ကဒီလိုတွေတောင်စွန့်နေထောင်ထဲမှာအကြာကြီးကိုနေတယ်လို့ဘာလို့ဒါပြောကြတာဟုတ်လားဒီမှာပြိဿာကဆိုတဲ့သဘောကဒီတက်အများကြီးလေးနဲ့တယ်အဲ့ဒါတော့ရှင်များတို့အမြတ်ဆုံးဖြစ်ရှင်တော့ဖြစ်ရမယ်ဟုတ်လားဗျာနော်ဟုတ်ပြီနောက်တစ်ခုဒီရတွေသွားအောင်ဒါရှင်များတို့ဒီရရည်ရွယ်ချက်ရှိပါဘာသာရေးကိုဒီလိုကြီးညိုတော့မဟောနဲ့ဒါတပြီးတော့အကျက်ချက်ပြောရင်ကျင်းတော့လူတွေပြောရင်အများကြီးပေါ့ဗျာရှင်များတို့သိပြီးသားမလို့ဒီလိုချုပ်ထားခဲ့တာကဲခေါင်းဆောင်မှုလူတွေပြောတဲ့အခါဘာသာရေးရှိတော့ကနေဗုဒ္ဓနေကြဆိုတာဒီတက်ကြတရားတော့မရှိဘူးဗျာတချို့အရှင်ပြလဲဟိုကာတာလေးဒီကာတာလေးအစဆွဲထုတ်ပြီးတော့ဗုဒ္ဓနေကြတဲ့ကောက်လို့တာပြီးတောင်ပြောမြောက်ပြောတာဒီထက်တော့ကြောက်လို့မရဟုတ်တယ်မလားကဲဒီလိုပြောတာတွေကရှင်များတို့စာပေနဲ့စန့်ကျင်နေလားမစန့်ကျင်ဘူးဘုရားလျှောက်ခဲ့တဲ့လမ်းနဲ့ပြန်လွဲနေလို့လားမလွဲဒီလမ်းလျှောက်ခဲ့တာလေဗျာနော်အဲဒါကြောင့်အဲ့ဒီလမ်းလျှောက်ခဲ့တဲ့အတွက်လူသုံးပါးတို့ရဲ့ခေါင်းဆောင်ဖြစ်တာဗျာ greatest leader ပဲတထာဒေဝမနုဿာနံဆိုတာခေါင်းဆောင်မှုဂုဏ်ကိုပြဟုတ်လားလူသုံးပါးရဲ့ဦးစီးခေါင်းဆောင်ပဲအကြည့်မှုပဲကုံတယ်ကြီးနဲ့တူတယ်မာလိတ်ဘူးကြီးနဲ့တူတယ်မျိုးမျိုးဒီလိုမျိုးတွေထုတ်ပြအဲ့ဒါ leadership ဂုဏ်ကိုပြဟုတ်လားဗျာနော်ကဲဒါတော့သတိရသုံးပါပြောကြည့်အောင်ပါလေဗျာတလောကလုံးချမ်းသာရေးတွေ fulfilling the perfection of the good all beings တရားဝါရီအားလုံးအတွက်သက်ရှင်နေတဲ့လူတွေရောနတ်တွေရောတိရစ္ဆာန်တွေရောအသက်ရှင်နေတဲ့သူတွေအသက်ရှိတဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေ all beings သက်ရှိတရားဝါရီအားလုံးအတွက်တလောကလုံးကြီးတွေကောင်းကျိုးစီးပွားတွေပြည့်ဖို့တူရင်ချင်းဖြစ်တယ်တဲ့နောက်တစ်ခုပါလေဗျာညာတတသတိယမိမိနိုင်ငံနဲ့မိမိလူမျိုးများချမ်းသာရေးအတွက်ကျင့်တယ် for the benefit of his relatives his nations their relatives ဆွေမျိုးတွေတဲ့ nations နိုင်ငံအတွက်ဆွေမျိုးတွေအတွက်အဲ့ဒါကိုညာတတသတိယဟုတ်လားဗျာနော်ဆွေမျိုးအတွက်ကတော့ရှင်များနည်းနည်းများတော့ဖြည့်ကျင်ကြတာပေါ့ဗျာဒါတော့လူတိုင်းမဟုတ်ပါဘူးတချို့ဆိုမိဘအခြေသူနားမလဲမိသားစုတာဝန်မယူနော်ကိုယ့်ကိုစားခြင်းလို့စားနေခြင်းလို့နေရပြီးရောဆိုတဲ့လူတွေလောကမှာမများဘူးလားပိုးများပါတယ်ကိုကြိုက်တာကိုလုံနေကြတဲ့ဟာတွေလေတောက်စားမိုးယူပျော်ပါလောင်သားတွေကျူးပြီးတော့ဒီလိုထင်လို့နေကြတာတို့တော့မိမိရဲ့ဆွေမျိုးသားချင်းမိမိရဲ့ပတ်ဝန်းကျင်အတွက်သူကပတ်စံရှာပေးုံနဲ့မရဘူးအကျင့်သိက္ခာအစီးပွားအကုန်လုံးပါတယ်အဲ့ဒါတွေကိုတိဆောက်ထားနိုင်အဲ့ဒါပါတယ်လေညာတတသတိရပဲနောက်နံပါတ်3ကပါလဲဗျာမိမိကိုယ်တိုင်သမ္မာသမ္ဗုဒ္ဓဖြစ်အတွက်ကျင့်ခြင်း for attaining the Buddhahood ဘုရားဖြစ်သွားတဲ့အထိပေါ့ဗျာ his goal ပေါ့သူရဲ့ပန်းတိုင်ကိုရောက်သွားတဲ့အထိဣဒံမေပုံဉ္ဇံသဗ္ဗယိတဉာဏတ္တဘေစယောဟောတုသဗ္ဗယဉာဏ်အတွက်အထောက်ပံ့တာဖြစ်ပါသည်သဗ္ဗယဉာဏ်ဤဟုသောပန်းတိုင်ကိုရောက်ပါသေးလို့ဘာပဲလုပ်ဒီဟာကိုလုပ်ခဲ့ဆွန်ရင်၅ပါးဆွန်ခဲ့တော့လေသဗ္ဗယဉာဏ်ဤဟုသောပန်းတိုင်ကြီး
ပါရမီ7ပါးဖြစ်ခဲ့တော့လေသမဝိဒဉာဏ်ဤဟူသောပန်းတိုင်ကြီးအပြာ30ဖြစ်ခဲ့တာလဲဒါပဲပရိဒါနတောပဋ္ဌာယတထကတတတသပါရမီယောတသဥပပါရမီယောတသပရမတ္ထပါရမီယောတိသမဒိဋ္ဌပါရမီယောပင်စမပရိစ္ဆာကေလောကတသရိယညာတတသရိယဗုဒ္ဓတသရိယတိအဲ့ဒါဘုရားဖြစ်ခဲ့တဲ့ခေါင်းဆောင်ကိုရည်တွေးကုန်ကြီးတွေကိုပြထားတာပါဗျာအဲ့ဒါတွေကိုစဉ်းစားလိုက်ပါစဉ်းစားရင်မှဘုရားဂုဏ်ကျေးဇူးတွေကိုပွားပါဘုရားဖြစ်လာတော့အရဟံသမ္မာသမ္ဗုဒ္ဓကဒါဖြစ်လာတဲ့အကျိုးကျေးဇူးဟုတ်လားအဲ့လိုအရဟံသမ္မာသမ္ဗုဒ္ဓဖြစ်အောင်ဖြစ်ခဲ့ရတဲ့ဟာတွေကိုတပည့်တော်တို့ကပြန်ပြီးကြည်ညိုကြည့်ရတုက္ကတတထကတပဲဘယ်လိုလာခဲ့တာလဲနော်ဒါကြောင့်မာဂရုံဆရာတော်ဘုရားကြီးကဘုရားမဖြစ်ခင်နဲ့ကြည်ညိုတယ်ဆိုတာနော်တထကတဂုဏ်တော်တွေကိုမြင်လို့ဗောဗျာဟုတ်လားဗျာကံဒီတက်မြတ်တဲ့ခေါင်းဆောင်ဆိုတာလောကမှာရှိနိုင်လားမရှိနိုင်ဘူးဣဇရိယမရုဒ္ဒအမြတ်ဆုံးခေါင်းဆောင်အမြတ်ဆုံးလူသားပဲအဲ့လိုမျိုးဖြစ်အောင်ဟောဒီပါရမီတွေဖြစ်ရဟောဒီအကျင့်တွေကျင့်ရအဲ့လိုဖြစ်ခြင်းတဲ့နေရာမှာလဲဒီမှာဘာဝနာဘယ်နှပါးလဲဘာဝနာဆိုတာ capacity building လောက်တာအည်သွေးတိဆောက်တာဘာဝိတာဘုလိကတာဆိုတော့ဘယ်လိုမျိုးလုပ်အောင်အဲ့ဒီရည်ချင်းမပြည့်မချင်းလုပ်အောင်မယ်ထက်ကလုပ်အောင်မယ်မကျွမ်းချင်းမချင်းဟုတ်လားအဲ့ဒါပြည့်စုံအောင်လုပ်အောင်မယ်ဟောသဗ္ဗသံပါရဘာဝနာဖတ်ကြည့်ပါဦးဗျာသဗ္ဗသံပါရဘာဝနာပါရမီ7ပါးကိုတခုမကြအောင်ဖြည့်ကျင့်ရမယ် complete development of 10 perfections သဗ္ဗသံပါရနောက်တစ်ခုပါတယ်လေဗျာနိရန္တရာဘာဝနာအစံပြည့်ဖြည့်ကျင့်ခြင်း without interruption ဆိုတော့ interruption ဝင်လို့မရဘူးဂျားထဲမှာလေအနှောက်အယှက်လေးဒီအကန့်အသတ်လေးတစ်ခုတောင်ဖြစ်မသွားသေးရဟုတ်တယ်မလားနိရန္တရာတောင်းလျှောက်အကြာကြီးအဆက်မပြတ်ဖြစ်ခြင်းမို့လို့တယ်နောက်တစ်ခုပါလဲဗျာစိရကာလ long time တော့မဟုတ် prolong time ဘယ်လောက်ကြာ infinity ပဲဟလားအတိုင်းအဆပမာဏနှစ်အရေအတွက်ကဘာအရေအတွက်မရှိအောင် prolong time ပဲအဲ့ဒါကိုအသင်ခြေလို့မပြောဘူးလားဗျာအဲ့ဒါမျိုးကြာအောင်ဖြစ်ရမယ်နော်စိရကာလကာလရှိမရှိဖြစ်ရမယ်နောက်တစ်ခုကပါလဲဗျာသက္ကိစ္စဘာဝနာဘယ်လိုဖြစ်ရမလဲလဲအဲ့ဆိုအဲ့လှုပ်တဲ့အပေါ်မှာရှင်များလေတကယ်ကိုယူတလေးတစား seriously ပေါ့ဒီပေါ်မှာနော်ကြနနာ practice ဒါလေ့ကျင့်ဖို့လိုတယ်အဲဒီလိုဆရာတော်ဘုရားကြီးတော့အဘိရတိဆိုတဲ့ဟာပဲအထက်ကရာကနေထုတ်ပြထားတယ်ဘာလဲလို့အဘိရတိဆိုတာကြေနဲ့ကြီးဖြည့်ရမယ်ဒီလိုဆရာတော်ကြီးတော့ပျော်ကြီးလို့ဒီလိုဘာသာပြန်ပျော်ကြီးဖြည့်တယ်အဲ့တော့ဘာဝနာ4ပါးလို့အများကြီးတယ်ဘာဝနာ5ပါးဒီမှာအထက်ကရာထုတ်ပြတဲ့ဟာကိုပြတာနော်အဲ့ဒါဆိုတော့ steadifying တကယ်ကိုပျော်ရွှင်ကြီးဒီလောက်ပေါ်မှာကျင့်နဲ့ဝမ်းမြောက်ပြီးတော့ကျင့်နဲ့ဝမ်းမြောက်တယ်ဆိုတာလေရှင်များရဲ့ပန်းတိုင်မြင်နေတယ်လေဒီလောက်တော့ဒီကထီထိုးတဲ့တေချာပေါက်ထီပေါက်မယ်ဆိုရင်ရှင်များရဲ့ဝမ်းသာပြန်မကောင်းဘူးလားဒါကမသေးကြဘူးအခုဒီလောက်တယ်ဒါကတေချာပေါက်အောင်မြင်မဲ့အလုပ်ကြီးဆိုတော့ရှင်များဒီလောက်ပေါ်မှာမပြောသေးရဘာမှအကြောင်းမရှိဟုတ်တယ်မလားအခုရှင်များတို့ဒီကနောက်တပတ်10ရက်နေပြန်ရတော့မှာမို့လား3ပတ်လောက်နေမပြောဘူးလားပြောတာဗောနော်မပြောဘူးလားပြောပါတယ်နော်အမှန်တိုင်းဝန်ခံကြပါဟုတ်လားကဲဟုတ်ပြီဆိုတော့ဒါတော့ထားလိုက်တော့ဒါသူတော်ကောင်းဥစ္စာ9ပါးဒါတပည့်တော်တရားကိုပဲလက်ချိန်မှာထုတ်ပြလို့ရလဲဆိုတော့ဒါသူတော်ကောင်းတွေဖြစ်အောင်အလေးကျင့်ပြုရမယ်အချင်း9ခုဆိုပြီးတော့ seven quality of a moral person အဲ့ဒါရွေးပြောချင်တာအရှင်များတို့ရွေးအဓိကအချက်လက်ပေးတာအဲ့တော့ဗုဒ္ဓနီးကြနဲ့လူတွေကိုချက်ကပ်ပြီးတော့ဘာသာရေးတွေသင်တဲ့အခါဒီရှုထောင့်နေကနေသွားပါတပည့်တော်တို့သိထားတဲ့ဟာကြီးတွေရှင်များတို့အိတ်ထဲထည့်မထားနဲ့အပြင်ဘက်ထုတ်ပြသူတို့အင်္ဂလိပ်လိုသိချင်အင်္ဂလိပ်လိုပြောမြန်မာလိုသိချင်မြန်မာလိုပြောဟုတ်လားသဘောကျအောင်ပြောနိုင်ဖို့လိုတယ်ဇာတကတွေစိတ်ထုတ်တဲ့အခါလဲရှေးရိုးကြီးဆမ်းမနေနဲ့နော် storytelling များလေ့လာရမယ်ပုံပြောနည်းပညာတွေအများကြီးရှိတယ်အဲ့ဒါကိုသဘောပေါက်အောင်အရေးအကောင်တဲ့ခါလဲမြင်သွားအောင်ပြောနိုင်မယ်အဲ့ဒါဆိုရင်ရှင်များတို့ဒါပေါက်မြောက်မှာဟုတ်လားဗျအဲ့တော့ဒါလေးကိုနောက်ဆုံးအနေနဲ့ဖတ်ကြည့်ပါပါတယ်လေဗျ is a role model for an organization ဒါပဲဗျခေါင်းဆောင်ဆိုတာအဖွဲ့ရဲ့ပုံရိပ်ကြီးပဲအဖွဲ့ရဲ့ image ကြီးပဲအဖွဲ့ရဲ့ role model ပဲမိရှုတန်ဆောင်ကြီးပဲဟုတ်လားဗျနော်အဖွဲ့ကိုအလင်းဆောင်တယ်အဖွဲ့ကိုရှစ်ဆောင်တယ်အဖွဲ့ကိုဦးဆောင်တယ်အဖွဲ့ရဲ့ image တခုကြီးဒီပုဂ္ဂိုလ်ခေါင်းဆောင်ထားတဲ့အဖွဲ့ဒီပဲအဲ့လိုပုံရိပ်ကြီးအင်အားကြီးတဲ့ပုံရိပ်ကောင်းပေါ့ဟစ်တလာလည်းပုံရိပ်မရှိဘူးလားဂျာမနီနာသီဆိုရင်ပုံရိပ်ကောင်းလားဗျကောင်းဘူးလေကောင်းလို့လားမကောင်းဘူးလေဗျနော်အဲ့ဒါတွေရတော့ပုံရိပ်ကောင်းနဲ့တိဆောက်ထားတယ်ကဘာမှာတကယ်တမ်းဆန်းစစ်တဲ့ကပုံရိပ်ကောင်းဆိုတော့တော်တော်ရှားပါတယ်ဒီလိုတော့အဲ့ပုံရိပ်ကောင်းတဲ့နိုင်ငံရေးကောင်းဆောင်ဘက်ကနေပြောတယ်ဆိုရင်ဂန္ဒီကိုပဲတိရချစ်တယ်
အမေရိကန်သမ္မတတွေလက်တွနိုင်ငံကောင်းကျိုးစီးပွားအတွက်လှုပ်တော့တာပဲနော်လူသားတွေဒုက္ခမရောက်အောင်လုပ်နိုင်တဲ့သူဟာရှာအဲ့ဒါတော့ဂန္ဒီတို့ကျတော့ပုံရိပ်ကောင်းတယ်အဲ့ဒါတော့ဒီဘက်ကနာဇီဂျာမနီကဟစ်တလာလည်းသူ့ပုံရိပ်နဲ့တူရှိတာပုံရိပ်ကောင်းလားပုံရိပ်ဆိုးလားအဲ့ဒါ role model ဖြစ်တဲ့နေရာမှာကျတော့ဂရီယောတို့တကယ်ကောင်းတဲ့ role model ဖြစ်ဖို့လိုတယ်ဒါကြောင့် Alida is a role model for an organization အဖွဲ့အစည်းတစ်ခုရဲ့တော့မဟုတ်လူမှုပတ်ဝန်းကျင်တစ်ခုရဲ့တော့မဟုတ်လူသားတို့တည်းရဲ့လုံးရဲ့တော့မဟုတ်နိုင်ငံတစ်ခုလုံးရဲ့ပါပဲ role model ပဲအဲ့ဒါကိုဘာလို့ခေါ်ကောင်းဆောင်လို့ခေါ်ပါတယ်ဗျာ leadership ကဒါဒီပြီးတော့ပြောမှဆိုရင်ဒါ basic leadership တော့မဟုတ် awareness ပဲရှိပါတယ် leadership ရဲ့သဘောကအကျယ်ကြီးဖြစ်တယ်အဲ့ဒီကနေပြီးတော့မြင်သာရုံလေးအဓိကအရှင်ပြတို့တရားဟောတဲ့နေရာမှာလဲဒီကနေ့ခေတ်လူတွေလက်ခံနိုင်တော့အောင်ပြောမယ်ဆိုရင်ဒါလေးတွေသိထားတင်တယ်ဒီလို perspective view ပေါ့ရှုထောင့်လေးတွေကနေချင်းကပ်မယ်ဆိုရင်လူတွေပို့ပြီးတော့သူတို့လူအသိနဲ့နားလဲလွယ်တယ်လက်ခံနိုင်တယ်ဆိုတဲ့ဟာလေးတွေကိုပါသိစေချင်လို့ဒါတပြီးတော့အကြံဉာဏ်လေးအကျဉ်းဆုံးလေးထုတ်ပြတာပါဗျာအခုလို့ဒီပြီးတော့အခုခေါင်းဆောင်မှုသင်ခန်းစာအပေါ်မှာရှင်ပြတို့အကောင်းဆုံး၄ရက်ဇာတ်တိုင်ပါဗျာလေးလာသိယူခဲ့တဲ့အတွက်အများကြီးကျေးဇူးပါတယ်ဒီနေ့တော့လောက်ပါဗျာအားလုံးမင်္ဂလာပါဗျာ